ဟယ်လိုကျွန်တော်တို့အခုလက်ပွတ်တာကန်တာပေါ့နော်လက်ပွတ်တာကန်တာဒါကျွန်တော်တို့တင်မောစီရမယ်ကန်တာတော့မဟုတ်ဘူးကျွန်တော်တင်မောစီရမယ်ကန်တာလောလောဆယ်ပြင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ကစီးလို့တော့မရဘူးဗျာသိလားအခုကျွန်တော်တို့ဒါလက်ပွတ်တာကန်တာရောက်နေတယ်ဒီနောက်ကမြင်ရတာလက်ပွတ်တာမြစ်ကျွန်တော်တို့ဒီဒေတာခေါ်ကရွေးမြစ်လို့ခေါ်တယ်ဗျာလက်ပွတ်တာတစ်ဖက်ကန်ကျွန်တော်တို့ဆက်သွားမယ်ဒီရွေးမြစ်တစ်ဖက်ကန်ကိုသွားပြီးကျွန်တော်တို့ဝေးဖွားရဇာတိပေါ့နော်ဇာတိချက်မြုပ်ကျွန်တော်ရဲ့ဒီမှာဇာတိချက်ကျွေးဘီလက်မြေဒီမှာမြင်နေရတဲ့ဇေယျထက်တို့ရဲ့ကျွန်တော်ရွာကိုသွားမယ်ပေစုပ်ကိုကျွန်တော်ဆက်တင်မယ်လောလောဆယ်ကျွန်တော်ကန်တာရောက်နေတယ်အဲ့ဒါကိုအခုပြောတာဖြစ်တယ်ပြီးကန်တာကျွန်တော်တို့အဲ့ရွာရောက်လို့ရှိရင်ကျွန်တော်တို့ဘာတွေလုပ်မယ်ထားပါတော့ကျွန်တော်တို့လက်တာပြေနေမယ်ကြောင်ပြောင်းနိုင်မယ်ဗျာသိရမကနေရွာရဲ့ကျွန်တော်ဒလိစုံဖိုင်ဖတ်မယ်ကြေကူကူမယ်အဲ့ဒါတွေကျွန်တော်ဆက်ပြီးတင်မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ကန်တာရောက်နေတာကန်တာရောက်နေတဲ့ဘလော့ကျွန်တော်ရိုက်ထားဖြစ်ပါတယ်လက်တာမျိုးရဲ့ကျွန်တော်ထိုးချတဲ့နေရာလေးနဲ့ကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်နောက်ပြီးစုပ်တင်ပါ Okay see you guys အဲ့ဒါပါမယ်ထင်တယ်နော်